တက်25နဲ့အထက်ဆိုရင်3ကိုမှ3ပေးတင်တဲ့ပစ္စည်းเนาะနောက်တော့ main ကလေးတွေဆိုရင်ပေါ့เนาะအတက်25ကျော်လာပြီဆိုရင်တင်းတိတ်ဆိုတဲ့ပြဿနာကလုံးဝကိုမှစိတ်အနှောက်အယှက်ဖြစ်တယ်เนาะဘယ်သူမဆိုဒါ main ကလေးဖြစ်ယောက်ျားလေးဖြစ်ပေါ့နော်အတက်25ကျော်ပြီဆိုရင်နောက်တော့ main ကလေးတွေကပို့ပြီးတော့ဆိုးတယ်တွေးတာပြောင်းလဲမှုကြောင့်ဟော်မုန်းပြောင်းလဲမှုကြောင့်ပေါ့နော်တင်းတိတ်တွေထွက်တဲ့ချိန်မှာဆိုရင်နောက်တော့ပေါ့နော်အရန်ပေါ်မှာစိတ်ညစ်ရတယ်အပြင်တွားလဲကိုယုံကြည်မှုမရှိဘူးအဲ့တော့ဒါလေးကိုတုံးကြည့်ပေးစေချင်တယ်ဒါမှနောက်ကိုယ်တိုင်လဲတုံးပြီးတော့ပြန်ပြီးရောင်းပေးတာပါရှင်နော်ဒါဆိုရင်သူကတုံးဖို့တုံးနီးကအစာမနောက်တော့တီနောက်မှာပါပြီးသားเนาะဒီဂျာလေးမနောက်စီမှာလာပြီးတော့ဝယ်တယ်ဆိုရင်အသေးစိတ်ကိုမနောက်ရှင်းပြသေးတယ်တုံးဖို့တုံးနီးကအစပေါ့နော်မနောက်ဆိုရင်ဒါအရင်ကမျက်နှာအရင်လာကနဲ့ကိုမတူအောင်မျက်နှာလေးတော်တော်လေးကိုမပါသွားတယ်သူကချက်ချင်းကိုမပျောက်သွားတဲ့ဆေးမဟုတ်ဘူးသူကတစိမ့်စိမ့်နဲ့ကိုမတူရလေနော်အဲ့လိုမျိုးပျောက်တာမျက်နှာပူချင်းမရှိဘူးဆက်ချင်းမရှိဘူးเนาะလုံးဝကိုမတုံးလို့ကောင်းတယ်တဘာဝပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မို့နော်ဘေးထွက်ဆိုးကျိုးလုံးဝကိုမရှိပါဘူးရှင်เนาะယုံကြည်စိတ်ချစွာသုံးပေးလို့ရတယ်မနောက်စီမှာလာပြီးတော့မှမယ်ဆိုရင်ပေါ့နော်တကယ်အသေးစိတ်ကအစတုံးနီးကအစအသေးစိတ်ကိုမှရှင်းပြပေးပါတယ်ရှင်တထုံးမှ9500ပါနော်9ထုံးကနေစပြီးတော့လက်ကားစေးပေးပါတယ်ရှင် TikTok CP ပိုက်ပါမှာမှာလို့ရတော့မနောက်ရဖုန်းကိုလည်းဆက်တွေ့ပြီးတော့မှာလို့ရပါတယ်